ဒီဝေလာငါးကြီးတွေကိုတော့အီဒင်ဝေးလို့ခေါ်ပါတယ်သူတို့ဟာဒီပင်လယ်ပြင်မှာမျိုးဆက်တွေအများကြီးနေထိုင်ခဲ့ကြတာဖြစ်ပြီးမြမကမ်းရိုးထဲမှာလည်းမကြာခဏတွေ့ရတတ်ပါတယ်ဒါပေမဲ့သူတို့နေထိုင်တဲ့ကဘာကြီးဟာအရင်နဲ့မတူတော့ပဲပြောင်းလဲလာနေပါပြီယနေ့ခေတ်မှာတော့ကုန်းမြေပေါ်ကစိုက်ပျိုးရေးလုပ်ငန်းတွေကနေပြန့်နှံ့ရောက်ရှိလာတဲ့ရေရည်လေးညဉ့်ညမ်းမှုတွေကြောင့်ဒီပင်လယ်ပြင်ကြီးမှာအသက်ရှူရကျက်လာကြပါပြီ။များပြားလှတဲ့ငါးတွေဟာအခုဆိုရင်ရေမျက်နှာပြင်အပေါ်ပိုင်းနေရာဖြစ်တဲ့ရေထဲမှာသူတို့အသက်ရှင်မှုလိုအပ်တဲ့အောက်ဆီဂျင်ပမာဏလုံလောက်တဲ့နေရာတွေမှာပဲလာနေကြပါတယ်။အီဒင်ဝေးတွေဟာအစာအတွက်ဒီငါးတွေပေါ်မှာပဲမိခိုအသက်ရှင်ရတာဖြစ်ပါတယ်။ဒီဝေလာငါးကြီးတွေဟာသူတို့ရဲ့အစာဖြစ်တဲ့ငါးတွေကိုမျိုးမချခင်မှာရေပမာဏအများကြီးကိုပါဇက်ထဲငုံလိုက်ပြီးတော့မှရေနဲ့ငါးတွေကိုစစ်ထုတ်ပစ်ကြတာပါသူတို့ရဲ့15တန်လောက်ရှိတဲ့ခန္ဓာကိုယ်ကြီးကိုရေထဲမှာအရှိန်မြင့်မြင့်ထိုးဆိုင်ပြီးငါးဖမ်းမှုဆိုတာအာရင်အရန်ကုန်တာဖြစ်တဲ့အတွက်ငါးရေအတွက်ဟာအရန်နေလာတာကြောင့်အခုလိုအားသုံးပြီးဖမ်းရတဲ့လုပ်ငန်းစဉ်ဟာအာရင်ကုန်တာနဲ့အစာရတာမကာမိဘူးဖြစ်နေပါတယ်ဒါကြောင့်ဒီလိုနေရာမျိုးမှာဆက်လက်ရှင်သန်နိုင်မှုအတွက်ဝေလာငါးကြီးတွေဟာအာရင်မကုန်ပဲအလွယ်လေးတားကောင်ရနိုင်မဲ့အမဲလိုက်တဲ့ view ဟာအစ်စ်ကိုဖန်တီးလိုက်ကြပါတယ်ဒီနီလန်းကတော့ရှင်းပါတယ်သူတို့ရဲ့ပါဇက်ပေါက်ကြီးတွေကိုရေမျက်နှာပြင်ပေါ်မှာဖွင့်ထားလိုက်ကြပြီးစောင့်နေုံပါပဲလမ်းဖြတ်နေတဲ့ငါးတွေဟာသူတို့ပါဇက်ပေါက်ထဲကိုအကောင်ရေအများကြီးခုံဝင်ကြပါတယ်နောက်ထပ်ဝေလာငါးတကောင်ကဘေးကနေငါးတွေကို6လှန့်မောင်းထုတ်လိုက်တဲ့အခါလက်နေတဲ့ငါးတွေဟာဟထားတဲ့ဝေလာငါးကြီးရဲ့ပါဇက်ထဲကိုပို့ပြီးတော့ခုံဝင်ကြပါတယ်လုံလောက်တဲ့ငါးပမာဏရပြီဆိုရင်တော့ပါဇက်ဟထားတဲ့ဝေလာငါးကြီးဟာသူ့ပါဇက်ကြီးကိုပြန်ပိတ်လိုက်ပြီးငါးတွေအားလုံးကိုစားသုံးပြင်လိုက်ပါတယ်အခုလိုညံကောင်းပြီးအာရင်မကုန်တဲ့အစာရှာနီးကြောင်ပဲဒီဝေလာငါးကြီးတွေဟာအစာရှားပါမှုကိုရင်ဆိုင်နေရတယ်သူတို့ပတ်ဝန်းကျင်မှာဆက်လက်ရှင်သန်နိုင်ကြတာဖြစ်ပါတယ်ကမ္ဘာတော်လုံးမှာရှိကြတဲ့ဒရိတ်ဆန်တွေအားလုံးဟာလူသားတွေကြောင့်ဖြစ်ပေါ်လာတဲ့အခြေအနေပြောင်းလဲမှုတွေပေါ်မှာဆက်လက်ရှင်သန်နိုင်မှုအတွက်သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေကိုရှာဖွေရှင်သန်ကြရပါတယ်ဒါပေမဲ့လေဒီလိုပြောင်းလဲမှုတွေဟာအယံမြန်ဆန်လွန်းတာကြောင့်များစွာသောတက်ရှိတွေဟာအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်